Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Mood TV ရဲ့ Europa League Preview Season လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရဗျဟုတ်ပြီဒီနေ့ညမှာလည်း Europa League စုစုပေါင်း9ပွဲရှိနေတယ်17:15မှာ2ပွဲရှိတယ်1နာရီမိနစ်30မှာ9ပွဲတိတိရှိရဗျနော်ဟုတ်ပြီကျွန်တော်တို့ပထမဆုံးပွဲလေးနဲ့စကြည့်အောင်ပထမဆုံးပွဲလေးကတော့ကျွန်တော်တို့ Go Ahead Eagle နဲ့ FCFB ပါဗျဟုတ်ပြီကျွန်တော်တို့ Go Ahead Eagle ကတော့ကျွန်တော်တို့ Netherlands ကိုစားပြုကလပ်အသင်းဖြစ်တယ်ကျွန်တော်တို့ FCFB ကတော့ကျွန်တော်တို့ Romania ကိုစားပြုကလပ်အသင်းဖြစ်တယ်ဗျသူတို့နှစ်ယောက်မှာထိပ်တိုက်တွေ့ဆုံမှုရှိလားဆိုရင်ထိပ်တိုက်တွေ့ဆုံမှုကတော့မရှိထားဘူးဗျဒါပေမဲ့သူတို့နှစ်သင်းလုံးကကျွန်တော်တို့ table မှာကြည့်မယ်ဆိုရင်တော့နှစ်သင်းလုံးကတိုင်ပတ်နေတဲ့အနေအထားမှာရှိရဗျသူတို့ဖြင့် Romania Club FCSB မှာပို့ပြီးတော့တိုင်ပတ်နေတယ်ဗျအဲအကြောင်းမလို့လဲကျွန်တော်တို့ဘိုကီဖွင့်ထားတဲ့ကြေးမှာဆိုရင်တစ်လုံး90ရှုံးထိပေးထားတယ်ပြီးတော့ဂိုးပေါင်းကြီးကတော့3လုံးတည်ရင်ဒီပါပဲပေးထားတယ်ဗျဒါကတော့အခုလက်ရှိကြေးပေါ့နော်ကန်ဒီမှာကြေးတွေပါပြောင်းနိုင်ပါတယ်ဗျနော်ဟုတ်ပြီကျွန်တော်တို့ဒီပွဲလေးကိုကျွန်တော်တို့ရွေးချယ်ကြည့်မယ်ဆိုရင်တော့ဗျဘယ်လိုပဲဖြစ်နေပါစေသူတို့ကအင်ရှင်အားနဲ့နယ်သာလန်ကလပ်ဖြစ်နေတယ်နယ်သာလန်ကလပ်ကအင်ရှင်အားနဲ့ပေးထားတဲ့ကြီးဖြစ်နေတယ်ဗျဘလောက်ပဲဟိုဘက်ကခြေစွမ်းမာကြောတွေပဲဖြစ်နေပြီเนาะဒီလိုပွဲမျိုးကတော့တလုံးအတာလောင်းနဲ့ကျွန်တော်တို့အင်ရှင်ကို FEK ကအနိုင်ရရှိသွားမယ်လို့ထင်တယ်အဲ့တော့ခါကျတော့ကျွန်တော်ဒီပထမဆုံးပွဲလေးကိုတော့ကျွန်တော်အင်ရှင်နယ်သာလန်ကလပ်ကို FEK ကိုရွေးပေးခြင်းတယ်ဗျကဲနောက်ထပ်ဒုတိယပွဲကိုတွားကြည့်မယ်ဗျဒုတိယပွဲကတော့ပွဲကောင်းပါတယ်ဗျလိုင်းလီနဲ့ကျွန်တော်တို့ brand နဲ့ပွဲဗျလိုင်းလီကတော့ကျွန်တော်တို့သိကြတဲ့အတိုင်းပဲကျွန်တော်တို့ပြင်သစ်ကိုစားပြုအသင်းဖြစ်တယ် brand ကတော့ကျွန်တော်တို့နော်ဝေးကိုစားပြုပေါ့နော်နော်ဝေးကိုစားပြုအသင်းဖြစ်တယ်ဗျဟုတ်ပြီကျွန်တော်တို့သူတို့နှစ်ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာကြည့်မယ်ဆိုရင်ထိပ်တိုက်တွေ့ဆုံမှုကတော့မရှိထားသေးဘူးဗျလိုင်းလီကဘူကီဖွင့်ထားတဲ့ကြည့်မှာဆိုရင်လိုင်းလီကတစ်လုံး90ရှုံးလောက်ထိပေါက်ထားတယ်ဗျဘူပေါင်းကြီးကတော့3လုံး30ရှုံးလောက်ထိပေးထားတယ်ကြေးပြင်းတယ်လို့ပဲပြောရမှာဗျာနော်ဟုတ်ပြီလိုင်းလီနေနဲ့လဲသူအမှတ်ပေးတရားမှာဆိုရင်သူ့လီမှာဆိုရင်တော့သူ9ဘွဲကန်ထားတာမှာတပွဲပဲရှုံးထားတယ်3ဘွဲတိတိကိုနိုင်ထားတယ်တပွဲတည်ကြထားတယ်ဗျအဲ့တော့ခါကျတော့လိုင်းလီနဲ့ဒီကြေးပေးတဲ့နေထားမှာနော်ဝေးလီကတော့ခြေစွမ်းခြေသားမကောင်းဘူးလားဆိုနော်ဝေးလီကလည်းခြေစွမ်းခြေသားကောင်းတယ်ဗျအစင်3နေရာမှာရက်တည်နေတယ်ရမှတ်43မှတ်ထိစုဆောင်းထားနိုင်ပြီးတော့ကျွန်တော်တို့အစင်1နေရာကအသင်းနဲ့ဆိုရင်ကျွန်တော်တို့အမှတ်ကွာဟာမှုအရင်ရှိမနေဘူးဗျဘာလို့ဒီလောက်ကြီးထိကြေးပေးထားလဲဆိုရင်ကျွန်တော်ထင်ပြောရမယ်ဆိုရင်ဗျ brand ကလည်းတစ်လုံးလောက်တော့သူရသွားနိုင်တယ်လို့ကျွန်တော်ခံစားမိတယ် brand ရဲ့နောက်ဆုံးပွဲတွေကိုကျွန်တော်တို့တွားကြည့်မယ်ဆိုရင်လည်းသူဂိုးမသွင်းနိုင်တဲ့ပွဲကခက်ရှားပဲဗျကဲအဲ့တော့ခါကျတော့ကျွန်တော်ဒီပွဲလေးကိုဂိုး over လေးပေးခြင်းတယ်ဗျဂိုးဘော်လေးပေးခြင်းတယ်ဗျနော်ကဲဟုတ်ပြီလာပြီဗျနောက်တစ်ပွဲကဲနောက်တစ်ပွဲကတော့ကျွန်တော်တို့Premier League အသင်းဖြစ်တဲ့ Aston Villa နဲ့စီးရီးကလပ်ကဘူလောနာတို့တွေ့ဆုံမှုလေးဗျဟုတ်ပြီ Aston Villa ကကျွန်တော်တို့တလုံး80သားလောက်ထိပေးတာ Aston Villa အနေနဲ့လောက်ပဲပေးထားတာဆိုတာလေ Aston Villa ကသူ Premier League မှာနည်းနည်းလေးတက်ပြတ်နေတယ်ဗျ Premier League မှာသူတရေနဲ့ရှုံးပွဲကြီးပဲရထားသေးတယ် Premier League မှာဆိုရင်သူအဆင့်18နေရာမှာတန်းဆင်းစုံတွေကိုရောက်ရှိနေတာဗျရာဂိုးကလည်းသူတော်တော်လေးကိုဒီနှစ်မှာတိုက်စစ်ပိုင်းကအခြေအနေစိုးနေတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်တိုက်စစ်ကဂိုးမသွင်းနိုင်ဘူးဗျဂိုးမသွင်းနိုင်မှာဘယ်လောက်လဲဆိုရင်ကျွန်တော်9ဘွဲကန်ထားမှာရာဂိုးလေးတကူပဲရှိထားသေးတယ်ဒါပေမဲ့ခံစစ်ပိုင်းကတော့သူချစ်လက်မာကြောမှုရှိတယ်ခံစစ်ပိုင်းကတော့သူ9ဘွဲကန်ထားတာမှာသူ9ဂိုးပဲပေးထားတယ်ခံစစ်ပိုင်းအနေနဲ့ကတော့အထွေထူးပြောစရာမရှိဘူးလို့ပြောရမယ်ဘောလောနာကတော့ထုံးစံတိုင်းပဲကျွန်တော်တို့အီတလီကလပ်ဖြစ်တဲ့အတိုင်းပဲသူကခံစစ်ကိုအသားပြုတ်ပြီးတော့ကစားမဲ့အနေထားမှာရှိတယ်အဲအကြောင်းမို့လို့လဲဂိုးပေါင်းကြီးကပျော့နေတာဗျကဲဒီလိုပွဲမျိုး3လုံးတက်နိုင်မလားမတက်နိုင်မလားဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့်ပါအောင်ကျွန်တော်အနေနဲ့ကတော့တက်နိုင်မယ်လို့ထင်တယ်ဗျဘာလို့လဲဆိုတော့Aston Villa အနေနဲ့သူ9ပွဲကန်ထားတာမှာတစ်လုံးပဲရထားတာဖြစ်တဲ့အတွက်နီးပြအနေနဲ့ဒီပွဲမှာတော့တိုက်စစ်ကိုမြိုင်ဆိုင်နဲ့သူတို့ဂိုးတွေတွင်းလာနိုင်လိမ့်မယ်လို့ကျွန်တော်ခံစားမိတယ်အဲ့တော့ခါကျတော့ကျွန်တော်ဒီပွဲလေးကိုကျွန်တော်ဂိုး over လေးကိုတွားခြင်းတယ်ဗျကဲကျွန်တော်တို့လာပြီဗျနောက်တစ်ပွဲ Utrecht နဲ့ Lyon နဲ့ဗျ Utrecht ကတော့မိတ်ဆွေတို့တိလာတော့မသိဘူးနယ်သာလန်ကိုသားပြုကလပ် Lyon ကတော့ကျွန်တော်တို့ပြင်သစ်ကိုသားပြုအတင်းကြီးတတင်းပဲဗျနော် Lyon မှာဆိုလူကောင်းတွေအများပြားကိုပိုင်ဆိုင်ထားတယ် Lyon ကတော့ဟုတ်ပြီကျွန်တော်တို့ရရည်မှုတစ်ချက်ကြည့်မယ်ရရည်မှုမှာဆိုရင်တော့ကျွန်တော်တို့ Utrecht ကလည်းအရင်ညံ့နေတဲ့အတင်းထဲမှာတော့မပါဘူးအဆင့်8နေရာမှာရပ်တည်နေတယ်ဆိုပေမဲ့သူအဆင့်1နဲ့သူအရင်မကွာနေဘူးဗျရမှတ်အနေနဲ့9မှတ်လောက်ပဲကွာထားတယ်အဲ့တော့ခါကျတော့သူကညီရလို့ပြောရမှာဗျUtrecht က
17ဂိုးထိကိုရထားတယ်သူလီမာဆိုရင်6ပွဲကန်ထားတာမှာ17ဂိုးတိတိရထားတယ်9ဂိုးပဲပြန်ပေးထားရတယ်ဗျဟုတ်ပြီလိုင်ယွန်ရဲ့ဇယားရက်တည်မှုတစ်ချက်သွားကြည့်ရမယ်ဆိုရင်လိုင်ယွန်ကတော့အဆင့်3နေရာမှာရက်တည်ထားတယ်9ပွဲကန်ထားမှာ4ပွဲတိတိနိုင်ထားတယ်တပွဲပဲရှုံးထားတယ်တည်ရမရှိဘူးဗျ9ပွဲမှာသူရာကို9ဂိုးရထားတယ်ပေးကို3ဂိုးပဲရှိထားတယ်ဗျကဲအဲ့တော့ခါကျတော့ကျွန်တော်တို့ဘူကီဖွင့်ထားတဲ့ကြေးလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်ဒန်နီပါပဲဗျဒန်နီပါအောင်မှာလိုင်ယွန်ကပပလေးပဲအဝေးကွင်းကနေပြီးတော့20 30လောက်ပေးထားတာဗျဒါပေမဲ့ဂိုးပေါင်းကြီးဗျဒီနေရာမှာပြောစရာရှိတာဂိုးပေါင်းကြီးက3လုံး80စား3လုံး80စားဆိုတဲ့အနေထားကျွန်တော်အနေနဲ့ကတော့လိုင်ယွန်လည်းတိုက်စစ်ကောင်းတယ်ဟိုဘက်တင်းကလည်းတိုက်စစ်ကောင်းတောင်မှာကျွန်တော်အနေနဲ့ကဒီထက်မက3လုံး20 30လောက်တော့ပေးတဲ့တယ်လို့ထင်တယ်ဒီပွဲမှာတော့ကျွန်တော်ဂိုးတွေအရင်မြင်ရမယ်လေးလို့မထင်ဘူးဗျအဲ့တော့ခါကျကျွန်တော်လိုင်ယွန်နဲ့ဒီဥထရက်နဲ့ပွဲလေးကိုကျွန်တော်ဂိုးအောက်လေးကိုစွန့်စားပြီးတော့ရွေးချယ်ခြင်းတယ်ဗျကဲကျွန်တော်တို့နောက်တစ်ပွဲဗျကျွန်တော်တို့ Faran Vascos နဲ့ Victoria Plaza နဲ့ပွဲလေးဗျFaran Vascos ကတော့ကျွန်တော်တို့သိကြတဲ့အတိုင်းပဲကျွန်တော်အရင် Champion League တွေပိုင်းမှာသူဝင်ကန်လိုက်တယ်ဗျ Hungary ကနောက်ပိုင်းမှာတိတ်မစိမ့်တော့ဘူးဗျအရင်ကတော့ဟိုပါဠိပါထားမရှိတဲ့အတင်းဗျအခုတော့နောက်ပိုင်းမှာတော့အများတန်း Champion League မှာပါလိုက် Europa League မှာပါလိုက်သူပါလာပြီဆိုတော့ခါကျတော့ဒီတင်းရဲ့ထူးခြားချက်ကိုတစ်ခုပြောရမယ်ဆိုဒီတင်းကအရန် Hungary တင်းဆိုပေမဲ့เนาะ Hungary ကကျွန်တော်နိုင်ငံတင်းမှာဆိုရင်တော့နည်းနည်းလေးကိုတွင်းတာရှားတယ်ဆိုပေမဲ့ဒီ League Club တင်းတွေကတော့ဂိုးတွေတွင်းကြတယ်ဗျာဒီအတင်းကပို့ပြီးတော့စိုးတယ်ဒီတင်းကအရန်ဂိုးတွင်းတဲ့အတင်းဗျာအရန်ကိုဂိုးတွင်းတယ်เนาะဒီကောင် Victoria Plaza ကတော့မိတ်ဆွေတွေနဲ့ရန်စိတ်မှမဟုတ်ချက်ကိုသာချက်နိုင်ငံကိုသာပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပေါက်ထားတဲ့ကြေးလေးကိုကျွန်တော်တို့တစ်ချက်ရင်သွားကြည့်အောင်ဗျာဒီပွဲလေးမှာဆိုရင်တော့ဟုတ်ပြီဗျကျွန်တော်တို့ပေါက်ထားတဲ့ကြေးကတော့အရှင်အားနဲ့90လောက်ပဲပေးထားရဗျာကျွန်တော်ကတော့ဘဝင်မကြဘူး90ဆိုတဲ့အားမှာချက် Victoria Plaza အနေနဲ့ဟိုတရီတမက်လောက်တော့သူရသွားနိုင်လိမ့်မယ်လို့ထင်တယ်ဗျာဒီပွဲမှာကဲဟုတ်ပြီအဲ့တော့ခါကျတော့ကျွန်တော်ဒီပွဲလေးကို Victoria Plaza ကိုရွေးပေးခြင်းတယ်နော်ကဲနောက်တစ်ပွဲကတော့ Ranger နဲ့Jan နဲ့ပေါ့နော်ဂျန်ကတော့2သင်းရှိရဆိုတော့ခါကျမိတ်ဆွေဒီဟာကတော့နောက်တစ်ချမ်းပေါ့နော်အဲဂျန်2သင်းရှိရဗျကဲဟုတ်ပြီကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဂျန်အသင်းကဘယ်ဂျီယန်ကလပ်ဖြစ်တယ်ကျွန်တော်တို့ Ranger ကတော့မိတ်ဆွေတို့သိကြတဲ့အတိုင်းပဲ Scotland ကပေါ့နော်အရင်ကတော့ Steven Gerrard ကင်နေတဲ့အသင်းပါဗျအရင်ကတော့ကျွန်တော် Steven Gerrard ကအဲ့မှာဟိုဖြစ်တာအခုတော့မရှိတော့ပါဘူး Russell Martin ကင်နေတာဗျနော်ဟုတ်ပြီကျွန်တော်တို့တစ်ချက်ကြည့်အောင်သူတို့ရဲ့ထိတိုက်တူဆုံမှုရှိမလားဆိုတာလေကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်နော်ထိတိုက်တူဆုံမှုမှာတော့သူတို့မရှိထားဘူးRanger အနေနဲ့ကတော့သူ့အနေနဲ့ဒီနှစ်မှာတော့အရန်အခြေအနေလှနေတဲ့အနေထားမှာတော့မရှိဘူးဗျသူ9ပွဲကန်ထားတာမှာသူ4ပွဲတောင်မှတည်ကြပြီးတော့တပွဲရှုံးထားတယ်4ရမယ်4မှတ်ပဲရထားပြီးတော့ဟိုတန်းစင်းစုံနဲ့တမက်အကွာတန်းစင်းစုံနဲ့မှာပေါ့နော်တန်းစင်းစုံအောက်ဆုံးသူ့ရဲ့အောက်မှာတသိန်းပဲရှိတော့တယ်ဗျအဲ့လောက်ထိကိုသူဒီနှစ်မှာတော့အခြေအနေဆိုးထားတယ်ဂျန်အနေနဲ့ကြတော့လေတစ်ချက်သွားကြည့်မယ်ဆိုရင်ဂျန်ကလည်းသူ့ရဲ့အောက်မှာ2သင်းပဲရှိတော့တယ်သူလည်းအခြေအနေစိုးနေတယ်ဗျဒီအခြေအနေတွေကနေပြီးတော့ရုံထွက်နိုင်ဖို့ကသူတို့2သင်းလုံးဒီပွဲမှာအနိုင်ရဖို့အတွက်သူတို့ UTP ကစားမှဖြစ်မယ်ဗျအဲ့ဒါမှသာလေနီးပြတွေရဲ့ဖိအားကကျွန်တော်တို့ပွဲလေးတစ်ပွဲလောက်နိုင်သွားပြီဆိုနီးပြတွေရဲ့ဖိအားတွေနည်းနည်းလေးရောကျသွားတဲ့ပုံစံမျိုးပေါ့ဗျာအဲ့ဒါအောင်မှဒီလိုကြီးပဲဖြစ်နေမယ်ဆိုရင်တော့နီးပြကတော့မချောင်ဘူးဗျအဲ့တော့ခါကျတော့ဒီပွဲကိုကျွန်တော်ကတော့ကြေးတစ်ချက်အရင်ကြည့်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ကြေးလေးကတော့ကျွန်တော်တို့ဒဲပေါက်ထားတယ်ဗျဒဲပဲဆိုတာမြတ်တယ်လို့ပြောရမှာဗျဒီဒဲကလေဘာလို့လဲဆိုတော့2သင်းလုံးကတက်ပြက်နေတဲ့2သင်းဗျအရင်တူတာမလားကူတာမလားအရင်ပြောလို့မရတဲ့အနေထားမှာဒဲလောက်ပဲပေးတာကောင်းတယ်ဟုတ်ပြီဂိုးပေါင်းကြီးကတော့ကျွန်တော်3လုံး80သားဗျ3လုံး80သားတွေဆိုတဲ့အားမှာတော့ကျွန်တော်အနေနဲ့ဒါပုံမှန်ဆိုရင်တော့ဂိုးအောက်ကိုရွေးပေးတင်တာဒါပေမဲ့2သင်းလုံးရဲ့တက်ပြက်နေတဲ့အခြေအနေရဲ့ကျွန်တော်ပြောခဲ့သလိုပဲ2သင်းလုံးကနိုင်ပွဲစာလောင်နေတဲ့အနေထားတွေကိုကြည့်ပြီးတော့ကျွန်တော်ကတော့3လုံးထိတက်အောင်လို့ကျွန်တော်ဒီပွဲလေးကိုဆူတောင်းနေတယ်အဲ့တော့ခါကျတော့ကျွန်တော် Ranger နဲ့ Chance ပွဲလေးကိုကျွန်တော်ဂိုးဘော်လေးကိုရွေးပေးခြင်းတယ်ဗျကဲကျွန်တော်တို့ရဲ့တပွဲကောင်းလေးလာပြီဗျဒီညရဲ့တပွဲကောင်းလေးကတော့ကျွန်တော်တို့ Stuttgart နဲ့ Celta Vigo နဲ့ပွဲလေးဗျ Stuttgart နဲ့ Celta Vigo နဲ့เนาะStuttgart ကတော့လက်ရှိကျွန်တော်တို့ဂျာမန်ရဲ့ထားပါတော့နောက်ပိုင်းမှာကျွန်တော်တို့အသင်းနည်းနည်းလေးကောင်းလာတဲ့အသင်းလို့ပြောလို့ရတယ်ဗျဒီနှစ်မှာလည်းသူ2ပွဲနိုင်တယ်တည်မရှိဘူး2ပွဲရှုံးထားတယ်ယာကိုပေကူက9ဂိုးတည်ညီရဗျကဲဟုတ်ပြီကျွန်တော်တို့နောက်ထပ် Celta Vigo ကတော့ကျွန်တော်တို့စပိန်လာလီဂါရဲ့ကလပ်
လုံးဝစပိန်လာလီဂါကလပ်ဆက်တာဘီကိုရဲ့ထူးခြားချက်ကနောက်ဆုံး9ပွဲဇက်တိုက်က1-1တည်ရလက်တွေ same result တွေထွက်ထားတယ်ဗျ 1-1 နေကြည့်ပြဗျ1-1ပါဗျဟုတ်တယ်1-1 same result တွေနဲ့သူကန်ထားတယ်သူgoal out တွေကန်တယ်သူအပေါ်ကြီးနိုင်တော့အပေါ်ကြီးသူဖွင့်တဲ့ချိန်မှာနည်းနည်းလေးရှုံးမယ်အောက်ကြီးဖွင့်တဲ့ချိန်မှာနည်းနည်းလေးမြတ်မယ်အဲ့ပုံစံမျိုးကြီးနဲ့သူ1-1ရလက်တွေနဲ့ပဲဒီနှစ်မှာတွားထားတယ်ကဲဟုတ်ပြီသူဒီတရီတော်တွေကနေပြီးတော့ဒီဒေါ်တော်တွေကနေပြီးတော့သူရုံးထွက်နိုင်မလားဆိုတော့ကျွန်တော်ဒီနေ့ညတော့တစ်ချက်စောင့်ကြည့်ချင်တယ်ဗျဒီပွဲလေးမျိုးဟုတ်ပြီကျွန်တော်တို့စတူကတ်ကနေပြီးတော့အိရှင်အားနဲ့1+80ပေါက်ထားတယ်ဂိုးပေါင်းကြီးကတော့3လုံးတရီကဲဆိုဒီပွဲကကျွန်တော်တပွဲကောင်းရွေးထားတဲ့ပွဲဗျတပွဲကောင်းရွေးထားတဲ့ပွဲဖြစ်ပါတယ်မိတ်ဆွေတို့တခြားနားထောင်ပါနော်ဟုတ်ပြီကျွန်တော်တို့ဘယ်လိုပဲစဉ်းစားBTTS တွားထားတဲ့နောက်ဆုံး5ပွဲစတိုက်စေတာဘီကိုအနေနဲ့ဒီနေ့မှလည်းတလုံးရလာနိုင်မယ်လို့ထင်တယ်စတူကတ်အတွက်ကတော့ထွေထူးပြောစရာမရှိဘူးကျွန်တော်ဂျာမန်ကလပ်ဆိုတဲ့အတိုင်းပဲဂျာမန်တွေကတိုက်စစ်ကိုပဲဦးစားပေးပြီးဆော့တယ်ဒီနေ့မှသူတို့အနေနဲ့အနိုင်ရဖို့ပဲ UTV ကစားလာမယ်ကျွန်တော်1-1ကြောက်တယ်ဗျာ2-1အနည်းဆုံးတက်မဲ့ပွဲ1-2အနည်းဆုံးတက်မဲ့ပွဲဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ညတပွဲကောင်းလေးကကျွန်တော်တို့စတူကတ်နဲ့စေတာဘီကိုဂိုးဘော်လေးဖြစ်ပါတယ်ဗျဟုတ်ပြီဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့7နဲ့ပေါ်တူနဲ့ပွဲလေးကိုသွားမယ်ဗျကဲကျွန်တော်7ကတော့ကျွန်တော်တို့သိကြတဲ့အတိုင်းပဲပရိသတ်နဲ့အရန်မစိမ့်တဲ့အတင်ပါ7เนาะ Ragu 7ပေါ့เนาะ Ragu 7ကပရိသတ်နဲ့မစိမ့်ဘူး Australia League တင်ပေါ့เนาะသူ့ဘသူဘိုင်းနဲ့တွဲမြင်ကြလဲဆိုရင်သူ့ကိုဂိုးတွေရန်သွင်းတာနဲ့ပဲတွဲမြင်ကြရဗျเนาะကျွန်တော်ပေါ်တူကတော့ကျွန်တော်သိကြတဲ့အတိုင်းပဲပေါ်တူဂီကလပ်ပါပေါ်တူဂီရဲ့အင်အားကြီးကလပ်နောက်ဆုံးရှုံးပွဲမရှိထားတာ4-6 8ပွဲလောက်ရှိပြီရှုံးပွဲမရှိဘူး9ပွဲတွေကြည့်ပါရဲ့ဗျအဲ10ပွဲလုံးကလည်းဟုတ်ပြီကျွန်တော်တို့ကြေးဖွင့်ထားတာလေးကိုကျွန်တော်တို့တစ်ချက်သွားကြည့်အောင်ပေါ်တူနေနဲ့အခုချိန်ထိလည်းသူလီမာဆိုလည်းသူက6ပွဲကန်ထားတာမှာ6ပွဲလုံးနိုင်ထားတယ်ယာကူက15ဂိုးတိတိရှိတယ်ပေးကိုတကိုးပဲရှိထားသေးတယ်ပြောရမယ်ဆိုရင်ဗျာ6ပွဲကန်6ပွဲနိုင်ယာကူ15ဂိုးပေးကိုတကိုးဆိုတဲ့ဒီသူ့ရဲ့စွမ်းဆောင်ရည်ကြီးကလုံးဝထင်ကြီးတရားကြီးဗျာနော်ပြောရမယ်ဆိုရင်တော့ကဲဟုတ်ပြီကျွန်တော် Ragu 7အနေနဲ့ကတော့သူတေဘယ်မှာဆိုရင်အဆင့်9နေရာထိမှာသူဖောင်ပြတ်နေတယ် Rapid William ကအဆင့်1နေရာမှာရပ်တည်နေတယ်အဆင့်9နေရာမှာသူ9ပွဲသားထားမှာ3ပွဲနိုင်တယ်2ပွဲတည်2ပွဲရှုံးဆိုတဲ့ရလနဲ့ရမှာ17မှတ်နဲ့အဆင့်9နေရာမှာရပ်တည်နေတယ်အသင်းဗျအဲ့တော့ခါကျတော့ကျွန်တော်တို့ဒီနေ့ညဖွင့်ထားတဲ့ကြေးလေးမှာဆိုရင်လည်းကျွန်တော်တို့ပေါ်တူကနေပြီးတော့အဝေးကွင်းကနေပြီးတော့လာပေါက်နေတယ်အဝေးကွင်းကနေလာပေါက်တာเนาะမိတ်ဆွေအဝေးကွင်းကနေတစ်လုံး80သားလောက်ဒီလာပေါက်နေတယ်ဆိုဒီတော့ခါကျတော့ဘယ်လိုပဲဖြစ်ဒီလိုပွဲမျိုးကိုကျွန်တော်အရန်ကြီးထွေထူးမစင်းသားခြင်းဘူးဂိုးပေါင်းကြီးကိုကျွန်တော်တို့ total ကိုပဲတစ်ချက်ကြည့်မယ်3လုံး60သားဗျ7တစ်လုံးရမယ်လို့မိတ်ဆွေအနေနဲ့ထင်တယ်ဆိုရင်ဂိုးပေါ်ကိုရိုက်စေခြင်းနဲ့7ဂိုးမရနိုင်ဘူးဆိုရင်တော့ပေါ်တူကစားသေးခြင်းဗျဟုတ်ပြီကျွန်တော်နောက်ဆုံးပွဲပဲကျန်တော့တယ်နောက်ဆုံးကတော့ကျွန်တော်ရန်ပိုင်းနဲ့ပင်တနီယာကော့စ်နဲ့ပေါ့နော်ပင်တနီယာကော့စ်နဲ့ရန်ပိုင်းနဲ့ပွဲလေးရန်ပိုင်းကတော့ကျွန်တော်တို့ဆွစ်ဇာလန်ကလပ်ဗျရန်ပိုင်းဆိုလူငယ်ကောင်းလေးဆိုပြီးတော့ကျွန်တော်တို့နည်းနည်းလေးမစိမ့်တော့ဘူးဗျဒီအသင်းတွေကနော်ဘောလုံးအားကစားကိုချစ်မြတ်နေတဲ့ညီကိုဆိုတည်ရရန်ပိုင်းအရင်ချန်ပီယံလိမှာမန်ချက်စတာယူနိုက်တက်နဲ့တောင်မှတွေ့ခဲ့ဘူးတဲ့ပုံစံတွေရှိခဲ့ဘူးလေဗျပွဲစဉ်တွေရှိခဲ့ဘူးလေနော်အဲ့တော့ခါကျတော့ပင်တနီယာကော့စ်ကလည်း Greece ကိုသာပြုGreece ကိုသာပြုရမနေ့ကတော့ဇီတီကန်သွားရဗျမိတ်ဆွေလည်းသိရတဲ့အတိုင်းပဲ Greece ကခံစစ်ကိုဦးစားပေးတဲ့အသင်းကျွန်တော်တို့ Jans Point ကတော့တိုက်စစ်ကိုဦးစားပေးပြီးတော့ဆော့တဲ့အသင်းဖြစ်တယ်ဗျကဲအဲ့နှစ်သင်းတွေ့နေတာဗျအဲ့နှစ်သင်းတွေ့နေရမှာကျွန်တော် Jans Point ကတရီ90ရှုံးပေါက်ထားတယ်တရီ90ရှုံးပေါက်ထားတယ်ဂိုးပေါင်းကြီးက3လုံး50ဗျဘလို့ပဲနေဗျာဒီလိုပွဲမျိုးကဂိုးတွေအများကြီးတွင်းမယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ဘာလို့ထင်တာလဲဆိုတော့ခါကြတော့ Jans Point ရဲ့တိုက်စစ်အားနဲ့အချိန်မီပင်တနီယာကော့စ်ရဲ့ခံစစ်ကိုဖြိုခွဲနိုင်လိမ့်မယ်လို့ထင်တယ်ပင်တနီယာကော့စ်ရဲ့ကျွန်တော်တို့ကောင်းတာတစ်လုံးလောက်ကိုလည်းမျှော်လင့်ကြည့်လို့ရတယ်လို့ထင်တယ်ဒီနေ့ညမှာတော့ကဲအဲ့ဒီတော့ခါကျတော့ဒီနေ့ညရဲ့ရွေးချယ်မှုလေးတွေကတော့ပြီးသွားပါပြီကျွန်တော်တို့ Europa League ရွေးချယ်မှုလေးတွေဖြစ်ပါတယ်ကဲကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ညီကိုမောင်သားတွေလည်း subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်เนาะကဲဟုတ်ပြီအဲ့ဒါကျွန်တော်ရဲ့ဒီ video လေးကိုဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်ဗျဒီ video လေးကိုကြည့်ရှုအားပေးတဲ့ညီကိုမောင်သားတွေအားလုံးစိတ်ချမ်းသာကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်တို့ Football Move TV ကနေပြီးတော့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ဗျာเนาะ